စောင်းတခင်ပြန်ရောက်လာပြီအဖေအဲ့ဒါဘာလို့လဲစောင်းတခင်ပေါ့ချောချွာကြည့်ရတာစောင်းချင်းလည်းရောက်လာပြီထင်တယ်တွေ့လားစောင်းတခင်အမှန်တရားကိုသိသွားလို့သူ့ကိုဖမ်းခေါ်လာတာပဲဒီတစ်ခါတော့စောင်းချင်းလွတ်နိုင်မှာမဟုတ်ဘူးဘသူကအဖွားကြီးကိုပန်းမုံနဲ့တမတည့်ဘူးလို့သတင်းဖြန့်တာလဲကျွန်တော်ပြောတာပါအဲ့လိုမပြောရင်အိမ်ပြန်လာမှမဟုတ်တာအိမ်ပြန်လာလို့မရဘူးလားမင်းကိုမတွေ့ရတာတော်တော်ကြာနေပြီအလုပ်တွေအရန်ရှုံနေလို့ပါအမေဘာအလုပ်တွေရှုံနေတာလဲကိုလူတွေတစ္ဆာဖောက်နေတာတော့မသိနိုင်တဲ့အထိအလုပ်ရှုံနေတာလားသူတို့မိသားစုကိုပါစက်ယုံနဲ့ထည့်ပေးထားတယ်စေကန်းကစုခန့်ဆိုတဲ့ဆရာဝန်ပြီးတော့အဲ့ဒီလုံခြုံရေးဝန်ထမ်းသူတို့ကအာဏာပြပြီးဘွားချွားကိုတော့အနိုင်ကျင့်ရဲတယ်အဖွာအထင်မလွဲပါနဲ့ဟိတ်မင်းဘသူလဲစောင်းမိသားစုအိမ်နဲ့ဝင်လာရဲတယ်ပေါ့အသက်ရှင်ရတာညင်းငွေ့နေပြီလားစုခန့်အဖေသူကစုခန့်ပါဟာမင်းရဲ့လူမိုက်ချစ်သူကိုစောင်းတခင်အပြစ်ပေးတော့မယ်ဆိုတာသိလို့မနေ့ကလာတောင်းပန်တာလားပြောထားမယ်အခုဆိုနောက်ကျသွားပြီကျမတို့အလုပ်ဝင်တာတရားဝင်လုံထုံးလုံနည်းအတိုင်းပါအရန်မလုံပါနဲ့စုခန့်ချောချွားကိုမင်းမနှောက်ယှက်တင်ဘူးလို့ဘယ်နှခါပြောပြီးပြီလဲအခုတော့အကျိုးဆက်ကိုသိပြီမဟုတ်လားမင်းရဲ့လူမိုက်ယောက်ျားကိုဘယ်သူမှမကယ်နိုင်တော့ဘူးမြ мян ချွားချွားကိုတောင်းပန်လိုက်ဒါဆိုရင်စောင်းတခင်စီမှာမင်းအသက်ချမ်းသာခွင့်ရအောင်သူကပြောပေးလိုက်မယ်မြ мян မကယ်နိုင်တော့ဘူးဆိုတာဘာအထိပ်ပဲလဲစောင်းကျင်တော့ပါတော့သူ့ဘာသာတေးတွင်းတူတာပဲဘီယူမဆိုင်နဲ့စောင်းကျင်ဘာမှမဖြစ်ရဘူးနော်